ကဲအားလုံးပဲမင်္ဂလာပါရှင်တမီးနာမည်ကတော့ဝိုင်းပါဒီနေ့ vlog လေးကတော့ဒီနေ့တာ vlog လေးပြပြပေးတော့မှာမို့လို့အစိုးတီလိုက်ကြည့်ခဲ့ကြပါနော်ဒါကတော့တမီးတို့အလုပ်ပြချေလေးမှာဘေးခန့်ကဝန်သားတွေနဲ့စကားပြောနေတဲ့ချေလေးပေါ့နော်ပြီးရင်ဒါကတော့ထွေးမယူဖို့စိတ်ခန့်ကိုတွားနေတာပေါ့နော်မိုးကလည်းအရန်ရွာတယ်လို့ဒါကတော့ထွေးမယူပြီးခါနေဖို့နည်းနည်းလေးပဲကြာတော့တာပေါ့နော်အစဆိုဗီဒီယိုဖိုင်လေးမရိုက်ခဲ့ရပါဘူးလို့နောက်ပြီးထိုးဆက်တိုင်းစီတူလာလေးလောက်ပါတယ်အလုံးဝအေးကြီးလေးမိဘူးလေးတိုက်ပါတယ်ရှင်စက်တယ်လာပြီးဒီနေ့ကဈေးနေမို့လို့ဈေးမှာလာရတဲ့လူတီလေးဆိုတဲ့မိုးလေးတော့ဆက်ဖြစ်ပါတယ်ရှင်လူတီလေးပါပြီးရင်ဖျားရည်လေးလည်းပြီးတော့ဖျားလေးမိရင်ညှိပြီးတော့ဖျားစိတ်ခိုးပါတယ်ရှင်ပြီးပစ္စည်းအခမဲ့ရတဲ့ပစ္စည်းတွေလိုပြန်ပြီးတော့လည်းပြပေးတာပါရှင်ပစ္စည်းတွေကအခမဲ့တွေယူရလို့မနိုင်တော့ပါဘူးကဲအစိုးတိကြည့်ပေးကြတဲ့အတွက်တရားချေတွေလည်းအားလုံးကိုကျေးဇူးတင်ပါရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်တတာ